ဒီကဘလို့လူမျိုးလဲဆိုရင်တော့တစ်နှစ်မှာ12လရှိရတယ်မှာမွန်ကထအောင်ပေါ့နော်12ခါမကောက်စားတယ်မွေးနေ့ဆိုရင်လည်းစားရပေါ့နော်ဘာရဲ့ဖြစ်စားတယ်ဒါပေမဲ့အဲ့လိုလူကအခု2026ကို6လတောင်ကုန်သွားပြီဒါပေမဲ့မွန်ကထအောင်မစားခဲ့ဘူးပေါ့နော်ဘာလို့လဲဆိုဟောပေါ့ပဲစားဖြစ်နေတယ်အဲ့ဒီခါကျတော့ဒီနေ့တော့မွန်ကထတော့ရအောင်စားမယ်ဆိုပြီးတော့မွန်ကထစားခဲ့ပါတယ်ရှင်ဒီစားဖြစ်တဲ့ဆိုင်လေးကတော့ဒီတို့အိမ်နားမှာပဲရှိရတဲ့အတွက်ဒီအမြဲစားဖြစ်တယ်မိုးရွာရင်လည်းစားတယ်နေပူရင်လည်းစားတယ်ပျော်ရင်လည်းစားတယ်ဝမ်းနေရင်လည်းစားတယ်ပေါ့နော်အဲ့လိုမျိုးစားလာခဲ့တဲ့ဒီဆိုင်မှာဆိုအခောက်ပေါင်း30မကတော့ဘူးပေါ့နော်။တိုင်လေးကတော့အားလုံးသိကြတဲ့အတိုင်းမိုးလမြိုင်မှာဈေးအသက်တာဆုံးလို့ပြောလို့ရတယ်။မူခရအဝအစာအုံမှာ19000ပေါ့နော်။တိုင်လေးရဲ့နာမည်ကတော့အာဟာရမူခရဆိုင်ပဲဖြစ်ပါတယ်။ဒီဆိုင်တဲ့ဆိုင်လေးကတော့ဒီမိုးလမြိုင်ရွှေနဲ့တောင်ကောက်ကွင်ဘေးကပ်ရမှာရှိတဲ့အာဟာရနှစ်ဆိုင်လေးပဲဖြစ်ပါတယ်ရှင်။ဒါလေးကတော့ဒီနေ့လေးတော့ပေါ့နော်အပြည်ပြင်ဆွဲမယ်ဆိုပြီးတော့ယူရတဲ့အားလေးတွေပဲဖြစ်ပါတယ်ရှင်။ဒီကတော့မူခရဆိုင်စက်တာတိတ်မစားဘူးပေါ့နော်။ကြက်မဲတို့ဝတ်သားတို့စားရဲပြီးရင်တော့ပဇွန်တွေအရန်စားရပေါ့နော်။ကင်းမုံတို့ဘာလို့လဲစားပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေဆိုရင်သိတယ်ဒီကပင်လယ်စာအရန်ကြိုက်တယ်ပေါ့နော်ဤခါကျတော့ဒီကနန်းတို့ပဇွန်တို့အများကြီးယူလာပါတယ်ပဇွန်ဆိုအခွန်ချွတ်ပြီးတော့လောကကင်ထားတယ်ပေါ့နော်တော့မုကရစားပြီးလို့မဝသေးတဲ့အတွက်ပေါ့နော်အထောင်းကထောင်းစားသေးတယ်ဤခါကျတော့ကိုကကင်းကိုပြုတ်ပြီးတော့ပေါ့နော်အထောင်းသူကစုံလေးလေးထားပေးတယ်ဆိုတော့ကိုအထောင်းထောင်းစားလို့ရပါတယ်ရှင်ဒါတော့ဒီလိုခဏကပေါ့နော်ထောင်းမှုဆိုပြီးတော့ဖယ်ရတဲ့ဟာလေးကိုတမောတီနဲ့ရောထောင်းလိုက်တာလေးပါရှင်ကဲဒါဆိုအရသာလေးမြည်ကြည့်ပါမယ်ဒါပေမဲ့ပေါ့နော်စိုက်မှာထောင်းလို့မျိုးအရသာတော့မရဘူးကိုထောင်းတာဆိုတော့လေပေါ့လေးပေါ့နော်ဒီကတော့လေ2026ရဲ့နှစ်တဝက်လောက်မုကရမစားရလို့ပဲလားမသိဘူးအခုညမှစားတော်တော်လေးကိုစားကောင်းနေသလိုခံစားရတယ်ဒါတော့အချိုရည်ကိုပေါ့နော်ကိုလာလဲတောက်ခဲ့တယ်ပြီးတော့သူ့ဆိုင်မှာဇီးပြော်ရည်တို့နက်နက်တစ်ခွာအဲ့လိုလေးလည်းဖြော်ထားပေးတယ်ပေါ့နော်အဲ့ဒါဖီးအချိုရည်တွေပေါ့နော်နောက်ပြီးတော့လေသူ့ဆိုင်မှာကမုကရအပြင်ဒီလိုမျိုးမီနူးလေးတွေလည်းရတယ်ပေါ့နော်ထိုင်းဖူးမီနူးလေးတွေလည်းရတယ်ဒါပေမဲ့ဒီလိုမစားနိုင်တော့ဘူးပေါ့နော်မုကရတော်တော်လေးအဝစားပြီးသွားပြီဆိုတော့ဒီလိုမျိုးဟင်းပွဲတော့မစားနိုင်တော့ဘူးဒါပေမဲ့သူ့ဆိုင်မှာစားချင်တယ်မုကရမစားချင်တဲ့သူတွေတော့လည်းဒီလိုမျိုးလေးမှာစားလို့ရတယ်ပေါ့နော်တော့ဘိုက်လည်းတင်းနေပြီး edit လည်းလုပ်ပြီးတော့ပေါ့နော်အားလုံးကိုလည်းဘိုက်စာစီချင်လို့တမင်တင်ပေးလိုက်တာပါရှင်ဒီဗီဒီယိုကိုဒီထိရောက်အောင်ကြည့်လာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆိုကြမယ်နော်အားလုံးပဲတာပါ